လည်းမွဲမင်္ဂလာပါအဲ့ဆိုရင်မွဲမှာကြိုဆိုပါတယ်ယနေ့ရောင်းချပေးလိုက်တာကတော့ဒီလန် brand ထွက်ထားတယ်နော် ZD 9000ဆိုတဲ့ ZD 9000ဆိုတဲ့ handset ကလေးပါနော်ဒီကောင်လေးကဘာရလဲဆိုတော့ FN နဲ့ရတယ်အချိန်မှာဖုန်းပြောတဲ့အချိန်မှာ recording နဲ့လုပ်လို့ရမယ်နော် recording နဲ့ရတယ်ဖုန်းတော့ကော့လေအတန်လေးတော်တော်လေးကြည်ကြည်နေရှိပါတယ်ဘက်ထရီ ampere လေးကကျတော့ဒီကောင်ဘယ်လောက်ပါတော့ဆိုတော့ဘက်ထရီ ampere က2000ပါပါတယ်เนาะဘက်ထရီလေးလည်းတော်တော်လေးရေရှည်ခံပါတယ်သုံးလို့ရတဲ့ sim card ကလေးကကျတော့ Ooredoo Telenor MyDay MPD စတဲ့ sim card ၄မျိုးစလုံးအသုံးပြုလို့ရပါတယ် line ဆွဲရနေတဲ့ data ပါပဲဖြစ်ဖြစ်ဟိုလားအထိုင်ဖုန်းဆိုင်တွေမှာဟိုအသုံးပြုခြင်းတဲ့ customer များအတွက်ပေါ့နော်ဆိုင်အသုံးများတယ်ဟာလား recording နဲ့ဖမ်းခြင်းနဲ့ customer တွေဈေးပြောမှားမှာဆိုလို့အသုံးပြုခြင်းတဲ့ customer များတွေ recording နဲ့ပါတဲ့အတွက်တော်တော်လေးအဆင်ပြေပါတယ်เนาะဒီကောင်လေးက FN နဲ့အသုံးပြုလို့ရမယ်ကဏ္ဍပေါင်းသားလေးအသုံးပြုရမယ်မြန်မာဖောင်လေးလည်းပါပါတယ်เนาะဒီဖုန်းလေးကဒါပေမဲ့လက်ရှိတော့ stock ကတော့ပြတ်သွားပါပြီဒီသုံးလုံးကနောက်ဆုံးပါပဲ stock ပြတ်သွားပါပြီဆက်သွယ်ဝယ်ယူအားပေးတဲ့အကိုကြီးကျေးဇူးတူရှိပါတယ် TikTok နဲ့ဒါရောက်မှာပေးသွားတယ်ဖုန်းလေးနဲ့ဆက်ပြီးအကိုရေးမျိုးဟာကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဖုန်းသေးချာလေးနဲ့စမ်းပေးလိုက်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်